လူငယ်တယောက်အနေဖြင့်သူသည်အလွန်ထူးခြားသူဖြစ်၏ကျွန်တော်သူ့ကိုမြင်ဘူးစဉ်ကကျွန်တော်၏အသက်မှာလူစွမ်းကောင်းကိုးကွယ်ခြင်းတတ်သောအရွယ်ဖြစ်သည်ထို့ကြောင့်လည်းသူ၏ရုပ်ပုံလွှာသည်ကျွန်တော်၏စိတ်တွင်မေးမရနိုင်လောက်အောင်ဆွဲထင်ကြံခဲ့ခြင်းဖြစ်၏သူသည်အရေးမြင့်မြင့်နှင့်အလွန်ကြည့်၍ကောင်းသောလူကျော်လူလာတစ်ဦးဖြစ်သည်သူသည်မိသည့်အားကစားနိုင်မဆိုဘိုးဆွဲသူဖြစ်ုံများမကအကြောင်းမှပြုလုပ်သည့်မိသည့်ပြိုင်ပွဲနိုင်မဆိုဆုရလေးရှိသူဖြစ်၏တစ်ချိန်တွင်ခက်ထစ်ခက်ငုံငုံပြောတတ်သောကျောင်းအုပ်ကြီးတစ်ဦးကပြိုင်ပွဲတိုင်း၌ရှေ့တန်းမှရောက်နေသောကုံဝေးအားပွဲတိုင်းကျော်ဟုရည်ညွှန်းပြောဆိုခဲ့ရာပွဲတိုင်းကျော်ကုံဝေးဟုသောအမည်တစ်မျိုးရလာခဲ့၏ကျွန်တော်ကောင်းစွာမှတ်မိနေသေးသည်နှစ်ပတ်လည်စုပေးပွဲအခမ်းအနားတစ်ခုကျင်းပစဉ်ကသူသည်ဂရိဘာသာစကားဖြင့်ပြောဆိုကပြရသောကျောင်းပြဆက်တွင်ပါဝင်ခဲ့ဘူးသည်ရင်းကဲ့သို့သောကျောင်းပြဆက်ကားဆက်များတွင်ပါဝင်ရပြန်တော့လဲအလွန်ထူးခြားပြောင်မြောက်စွာပြောဆိုကပြနိုင်သောဇာတ်ကောင်တစ်ဦးအဖြစ်ထိတ်ဆုံးနေရာကိုရခဲ့ပြန်လေသည်သူ၏ထူးခြားချက်မှာမိသည့်ဇာတ်ကောင်နေရာကမှကပြရသည်ဖြစ်စေထူးချွန်အောင်ကပြနိုင်သောရှိခြင်းဖြစ်၏ယောက်ျားပိသချောမောလာပါမှုနှင့်အမှုပညာစွမ်းရည်များကိုပေါင်းစပ်လိုက်သောအခါသူမတူအောင်ထူးခြားသည့်ဇာတ်ကောင်တစ်ဦးဖြစ်လာရသည်ဟုထင်ပါသည်ရင်းကဲ့သို့အဖက်ဖက်မှထူးချွန်နေမှုကြောင့်တချို့ကသူအားဖိလစ်စီဒနီလိုလူသားတစ်ယောက်ဟုပင်အတိအမှတ်ပြုခဲ့ကြသည်ဖိလစ်စီဒနီဆိုသောပုဂ္ဂိုလ်မှာပထမမြောက်အဲလီဇဘက်ဘုရင်မလက်ထက်ကအလွန်ထင်ရှားခဲ့သောမူးမတ်မျိုးနွယ်ဝင်လူငယ်တစ်ယောက်ဖြစ်၏သူခေတ်ကဖိလစ်စီဒနီသည်ကြပြဆရာနိုင်ငံကောင်းဆောင်စစ်သေးရကောင်တစ်ယောက်အဖြစ်အလွန်ကြော်ကြားသောလူငယ်တစ်ဦးဖြစ်ခဲ့ရုံများမကအဖက်ဖက်တွင်ထူးချွန်သောအမျိုးသားတစ်ဦးအဖြစ်အများကအတိအမှတ်ပြုခဲ့ရသောသူတစ်ဦးဖြစ်လေသည်ကျွန်တော်တို့ခေတ်တွင်မူဖိလစ်စီဒနီလိုယောက်ျားမျိုးမှာမရှိသလောက်ရှားပါခဲ့သဖြင့်ကုံဝေးလိုလူစားပေါ်ပေါက်လာသည့်အခါအများ၏မျက်စိထဲတွင်ရှာမရှာဟုဆိုရလောက်သည့်အခြေအနေသို့ဆိုက်ရောက်ခဲ့ရ၏ကျွန်တော်ကဤအကြောင်းကိုရူသာဖို့အားပြောပြရာသူကဟုတ်တယ်ဗျခင်ဗျာပြောတာမှန်တယ်အမှန်တော့ဖိလစ်စီဒနီလိုလူစားလို့ခေါ်တာဟာကုံဝေးလိုလူစားတွေရဲ့ဤအချင်းကိုတင်ပြင်းသွားအောင်ရှုတ်ချတဲ့သဘောနဲ့ခေါ်နေကြတာပါဗျာသဘောကတော့ဟိုဟာဆက်ဒီဟာဆက်နဲ့ဘဲတက်ပညာကိုမဆိုတီးမိခေါင်းမိယုံကလွဲပြီးကျွမ်းကျွမ်းကျင်ကျင်တက်တာမဟုတ်ပါဘူးတက်ရောင်ကားနဲ့ညာဝါနေတဲ့ရောင်30သမားပါလို့ဆိုလိုချင်တဲ့သဘောပါတချို့ကတော့ကုံဝေးကိုအဲ့လိုလူစားမျိုးစည်ရင်းထဲမှာထည့်ထားခြင်းကြတယ်ဥပမာဝိုင်းလင်းလိုလူပေါ့ကျွန်တော်ကတော့ဝိုင်းလင်းကိုလုံးဝအထင်မကြီးဘူးဂယူလည်းမဆိုင်ဘူးသူ့ပုံစံမျိုးကိုနည်းနည်းလေးမှကြည့်မရဘူးဗျာဟန်တလုံးပန်တလုံးလုပ်ပြီးသူ့ကုံသူဖော်နေတဲ့လူစားဗျဒီလူသားမျိုးကအလွန်မျက်စိစပင်မွေစူးစရာကောင်းတဲ့လူသားဗျသူတို့ကိုသူတို့တောင်ကြီးတစ်တောင်လောက်မြင့်တယ်လို့ထင်နေတဲ့ကောင်တွေသူတို့လောက်ဘယ်သူမှမသိဘူးမတက်ဘူးနားမလဲဘူးလို့ထင်နေတဲ့လူသားတွေကျွန်တော်ကတော့သူတို့ကိုသူတို့အရှင်သခင်ကြီးတွေလို့ထင်ပြီးသွေးနဲ့ထင်ရောက်နေတဲ့တန်တမန်ဆိုင်ရာအရာရှိတွေဆိုရင်အမြဲတမ်းစော်ဖို့ဝင်မလေးဘူးဟုပြန်ပြောသည်အငားကဒီလမ်းတချို့ကိုကြော်ဖြတ်သွားလျက်ရှိသည်ကျွန်တော်တို့ဒီတယောက်နဲ့တယောက်စကားဆက်မပြောဘဲငြိမ်သက်စွာလိုက်ပါခဲ့ကြသည်အတန်ကြာမှရူတာဖိုကစကားကိုဆက်သည်ဒီကနေ့ညနေခင်းကိုတော့ကျွန်တော်မေ့လို့မရတော့ဘူးဗျဘတ်စကူးမှာဖြစ်ခဲ့တဲ့ဇလန်တစ်ပိုင်းတစ်စားကိုစင်တာစီကတစွန်းတစကြားလိုက်ရတာဟာကျွန်တော်အတွက်တော့အလွန်ကိုထူးဆန်းတဲ့အတွေ့အကြုံတစ်ခုဖြစ်နေတယ်ခင်ဗျားသိတဲ့အတိုင်းပဲဒီအဖြစ်ကိုကျွန်တော်ရင်ကကြားခဲ့ပြီးဒါပေမဲ့ကျွန်တော်လုံးဝမယုံကြည်ခဲ့ဘူးစိတ်ကူးရင်ပြီးပြောနေတဲ့ပုံမြင်တစ်ပုတ်လောက်ပဲသဘောထားခဲ့တာလက်ခံယုံကြည်နိုင်လောက်တဲ့အထောက်ထားနဲ့အကြောင်းအရာကလည်းမရှိဘူးလေဗျာတမန်ငါရှန်ငါမျိုးမရှိတာမဟုတ်ဘူးဗျတကယ်ကိုမရှိတာနည်းနည်းလေးတောင်မရှိဘူးအခုကျတော့လဲယုံကြည်နိုင်စရာအကြောင်းကနှမျိုးတွေ့လာတယ်ခမရအနေနဲ့ကျွန်တော်ဟာတစ်ဖက်သားကိုလိမ့်လေလှည့်ပြားပြီးပြောတတ်တဲ့လူတစ်ယောက်မဟုတ်ဘူးဆိုတာသိမှာပါကျွန်တော်ဘဝမှာခရီးအတော်များများသွားခဲ့ပူတယ်ကမ္ဘာပေါ်မှာအလွန်ထူးခြားဆန်းကျယ်တဲ့ဖြစ်ရပ်တွေဖြစ်ပျက်နေတာအများကြီးပဲတကယ်လို့ခမရကိုယ်တိုင်ဒိဋ္ဌဓမ္မမြင်ရရင်ခမရလက်ခံမှာပဲဒါပေမဲ့တစင်စကားကြားရတာဆိုရင်တော့ခမရယုံမှာမဟုတ်ဘူးဟုတ်လားဒါပေမဲ့လို့တစင်စကားဖြစ်ပါလျက်နဲ့ကိုပဲသူပြောနေသမျှသည်ကျွန်တော်အတွက်စိတ်ဝင်စားစရာမရှိဟုသောအချက်ကိုသဘောပေါက်သွားဟန်တူသည်သူသည်ပြောလက်စစကားကိုဆက်မပြောတော့ပဲရုတ်တရက်ရက်ပစ်လိုက်ပြီးရဲသည်လေတေးကြတာတခုတော့ရှိတယ်ကျွန်တော်အနေနဲ့ဝိုင်းလင်းကိုတော့ယုံကြည်စိတ်ချတဲ့လူလို့မသတ်မှတ်ချင်ပါဘူးသူ့ကိုယုံကြည်ကိုးစားပြီးပြောပြနေရင်
ဝတ္ထုတွေနဲ့ကာတွန်းပုံမြင်တွေကိုသာဦးစားပေးထည့်သွင်းဖော်ပြနေတဲ့တစ်ပစ်ချာနယ်ကိုပြုတ်လင်ကကြပြကြီးတစ်ပုတ်ရောင်းဖို့ကြိုးစားနေတယ်လို့ဖြစ်နေမှသိကြတယ်ကျွန်တော်ရဲ့ကံကိုခမည်းနဲ့စမ်းကြည့်တာမှကောင်းလိမ့်အောင်မယ်လို့ကျွန်တော်ထင်တယ်ဟာခမည်းကကျွန်တော်ကိုအထင်ကြီးနေပြီဟုကျွန်တော်ကပြန်ပြောမိပါသည်ခမည်းစာအုပ်ကကျွန်တော်ကိုအဲ့လိုတွေ့အောင်လမ်းညွှန်မထားပါဘူးအမှန်တော့အတတ်ပညာပိုင်းဆိုင်ရာဘာသာရပ်တစ်ခုဖြစ်သောကျွန်တော်စာအုပ်အကြောင်းကိုသူ့အားပြောမပြခဲ့ဘူးပါအုံနောက်နဲ့အာယုံကျော်ဆရာဝန်တဦးဤစာအုပ်သည်ဆိုင်တိုင်း၌တင်၍ရောင်းချကြသည်မဟုတ်ပါသို့ပါလျက်နှင့်ရူသာဖို့လိုလူကကျွန်တော်စာအုပ်အကြောင်းကြားဘူးနေသည်ဟုသိလိုက်ရသောအခါကျွန်တော်မှာတန်တော်ဖြစ်နေမိသည်ဤအကြောင်းကိုကျွန်တော်ကပြောပြသည့်အခါသူကချက်ချင်းပြန်ဖြေသည်ဒါကဒီလိုရှိတယ်လေခမရဲ့စာအုပ်ကကျွန်တော်စိတ်ဝင်စားနေတဲ့အကြောင်းအရာရေးထားတာကိုဗျစိတ်ဝင်စားနေတာလည်းတခြားကြောင်းမဟုတ်ပါဘူးကျွန်တော်တို့လူကိုငွေဟာတိတ်မိတဲ့ယောဂါရနေလို့ဤခိုင်းမှာပဲကျွန်တော်တို့ဟိုတယ်သို့ဆက်ရောက်သွားကြသည်သူဒီကောင်တာသို့သွား၍သူအခန်းတော်ကိုယူသည်ပြီးတော့သူအခန်းရှိရာငါးဓာတ်သို့တက်လာခဲ့ကြသည်ထိုအခါမှပင်စောစောကစကားကိုပြန်ဆက်သည်စောစောကပြောနေသည်များအားလုံးဟာအပူပဲအဓိကကြားတဲ့အချက်ကကုံဝေးမတည်သေးဘူးဗျလွန်ခဲ့တဲ့လအနည်းငယ်အတွင်းထိတော့မတည်သေးတာအမှန်ပဲဓာတ်လေကားတဲ့တွင်ရောက်နေကြမှုကျွန်တော်မေးလို့ဒီမေးခွန်းကိုမမေးတာပါမိနစ်အနည်းငယ်များအကြာငါးဓာတ်ရှိကော်ရီတာသို့ရောက်မှပင်မေးရသည်သူမတည်သေးဘူးဆိုတာသိကြရလားခင်ဗျဘယ်လိုလုပ်ပြီးတည်တယ်လဲသူဒီအခန်းတကားကိုတော့တန်ဖြစ်ထိုးသွင်းပြီးဖွင့်နေရမှအဖြေပြန်ပေးသည်ဘယ်လိုလုပ်တည်တယ်လဲဆိုတော့လွန်ခဲ့တဲ့နိုဝင်ဘာလတည်းကကျွန်တော်သူနဲ့အတူတူဂျပန်သင်္ဘောတစ်စီးနဲ့ရှန်ဟိုင်းကနေပြီးဟိုနိုလူလူကျွန်းအထိခရီးသွားခဲ့ရလို့ပဲထို့နောက်သူဒီစကားတစ်ခွန်းမှထပ်မပြောတော့ပါကျွန်တော်တို့အတွက်တောက်เสียစားเสียများပြင်ဆင်ခြင်းဖြင့်အလုပ်ရှုပ်နေသည်နှစ်ယောက်သားအဲခဲနဲ့ရှိကလထိုင်များပေါ်၌ထိုင်မိကာမှပင်စကားပြန်၍ပြောပြကြသည်အဖြစ်ကဒီလိုဗျလူတော်ဖုကစကားစသည်ຫນွေဥပေါက်100ဒီမှာကျွန်တော်တရုတ်ပြည်ကိုရောက်သွားတယ်ခရီးကတော့အားရနာရမှာအပန်းဖြေဖို့ထွက်တဲ့ခရီးပါပဲဟိုရောက်သွားတော့ထုံးစံအတိုင်းကျွန်တော်ရှောက်လေတယ်ကျွန်တော်အနေနဲ့ကုံဝေးကိုမတွေ့ရမမြင်ရတာနှစ်ပေါင်းကအတော်ကြာခဲ့ပြီကျွန်တော်တို့နှုတ်ဦးကြားမှာစာဆက်သွယ်ဆိုတာကလည်းဘယ်တော့မှရှိခဲ့တာမဟုတ်တော့တခါတလေကျွန်တော်သူ့ကိုမေ့တောင်နေတယ်ဒါပေမဲ့သူ့ကိုတတိယလို့သူ့အကြောင်းစဉ်းစားလိုက်ပြီးဆိုရင်တော့သူ့မျက်နှာဟာဘွားကနေပေါ်လာတော့တာပဲသူ့မျက်နှာကိုတော့ကျွန်တော်ဘယ်တော့မှမေ့မသွားဘူးဒါနဲ့ပဲတရက်မှာကျွန်တော်ဟန်ကောမြို့မှာရှိတဲ့မိတ်ဆွေတယောက်စီကိုအလဲသွားတယ်ပြန်ကြတော့ပီကင်းအမြန်ရထားစီးပြီးပြန်လာခဲ့တယ်ရထားပေါ်မှာပြင်သစ်တီလာရှင်များသာသနာပြုအဖွဲ့ကမာသာကြီးတယောက်နဲ့တွေ့လို့စကားလက်ဆောင်ကြလာတယ်မာသာကြီးကလည်းအတော်ကိုခင်စရာကောင်းတဲ့အမျိုးသမီးကြီးဗျသိလားသူကသူတို့အဖွဲ့ပိုင်တီလာရှင်ချောင်းရှိရာခြုံကင်းမြို့ကိုသွားတာကျွန်တော်ကလည်းပြင်သစ်လိုအထိုက်လျောက်ပြောတတ်နေတော့ဟန်ကြနေတာပေါ့သူကလည်းသူတို့အလုပ်ကြောင့်ပြောပြနေရတာအတော်လေးအားတွေ့နေပုံပေါ်တယ်အမှန်တိုင်းဝန်ခံရရင်ကျွန်တော်ကတော့သာသနာပြုအဖွဲ့လုပ်ငန်းတွေကိုတိတ်ဆိတ်ဝင်စားတဲ့လူမဟုတ်ပါဘူးဒါပေမဲ့ဒီ Roman Catholic တွေဟာအစင်တန်းမြင့်နေဆိုတာကျွန်တော်ဝန်ခံရလိမ့်မယ်အ ਨੇ ဆုံးအလုပ်တော်အင်မတန်ကြိုးစားပန်းစားလုပ်တဲ့လူတွေဗျကျွန်တော်အနေနဲ့ဒီတစ်ချက်ထဲနဲ့သူတို့အပေါ်မှာလေးစားမှုကရှိထားလေတော့မာသာကြီးပြောသမျှကိုစိတ်ဝင်စားနားထောင်နေမိတယ်ဒါတွေထားလိုက်ပါတော့လေအဓိကအချက်ကဘာလဲဆိုတော့အမျိုးသမီးကြီးပြောပြတဲ့အထက်မှာခြုံကင်းမျိုးကသာသနာပြုအဖွဲ့ပိုင်ဆေးရုံကြောင်းပါလာတယ်ပြီးတော့မကြသေးခင်ကသူတို့ဆေးရုံကိုရောက်လာတဲ့လူနာတယောက်အကြောင်းပြောပြတယ်လူနာကအကြီးကျယ်ဖျားနေတဲ့လူနာတဲ့ဥရောပတိုက်သားတယောက်လို့သူတို့အားလုံးထင်ကြတယ်တဲ့လူနာကသူ့အကြောင်းလည်းပြောမပြနိုင်ဘူးသူစီမှာလည်းအထောက်ထားပြစရာဘာသာရွက်စာတမ်းတစ်ခုမှပါမလာဘူးသူဝတ်ထားတဲ့အဝတ်စားတွေကလည်းအတော်ကြီးဆင်းရဲတဲ့ဒိုင်းရင်းသားလူမျိုးတွေဝတ်လေးရှိတဲ့အဝတ်စားမျိုးတွေဆိုပဲဒီလရှင်တွေကသူ့ကိုတဲလာတဲ့အချိန်မှာသူဟာအကြီးကျယ်ဖျားနေတဲ့ဆေးရုံကိုရောက်တော့တက်တာလာတာပေါ့ဒီလူကတရုတ်စကားလည်းမှုန့်နေအောင်ပြောနိုင်တဲ့ပြင်သစ်စကားလည်းကောင်းကောင်းပြောတတ်တဲ့သူတတိယလာစားအချိန်မှာဒီလရှင်တွေကိုဘာလူမျိုးမှမသိတော့အင်္ဂလိပ်လိုပြောသေးတဲ့အင်္ဂလိပ်လိုပြောတော့လည်းအင်မတန်ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တဲ့ကျွန်တော်ကလည်းဒီအဖြစ်ကိုကြားရတော့ကျွန်တော်အဖို့အံ့ဩစရာတစ်ခုပါပဲလို့ပြန်ပြောပြလိုက်တယ်နောက်ပိုင်းမှာဟိုအကြောင်းဒီအကြောင်းနည်းနည်းပါးပါးပြောကြပြီးသူခီးလန်းဆုံးရောက်ခါနီးလာတဲ့အတွက်စကားကိုဖျက်လိုက်ရတယ်
သူကဒီဘက်နယ်တွေကိုအလဲအပတ်ရောက်လာခဲ့လို့ရှိရင်သူတို့ဆေးရုံကိုဆက်လာလဲပါလို့ဖိတ်တယ်ကျွန်တော်ကလည်းလာလဲပါမယ်လို့လိုက်တင်ပြန်ပြောတယ်တကယ်တော့သူတို့စီသွားလဲဖို့ဆိုတဲ့ကိစ္စကကျွန်တော်ဖို့တော့အေဝရက်တောင်တက်ဖို့လောက်ကိုခက်ခဲတဲ့ကိစ္စဗျဒါနဲ့ပဲနောက်ဆုံးမှမိရထားကခြုံကင်းပူတာကိုစိုက်တယ်မမျော်လင့်ဘဲနဲ့တွေ့ကြရတဲ့ကျွန်တော်တို့နှစ်ဦးရဲ့စုံစည်းမှုဟာလည်းအဆုံးသက်ရောဆိုတော့သူကလည်းကျွန်တော်ကိုလက်ဆွဲနှုတ်ဆက်ပြီးယထာဘောကဆင်းသွားတယ်ဒါပေမဲ့ပြို့အဖြစ်ကတော်တော်ကိုအံ့ဩစရာကောင်းတယ်ဒီလားနောက်နိုင်ရင်နှဲငယ်အတွင်းမှာကျွန်တော်ဟာခြုံကင်းကိုပြန်ရောက်လာရတယ်ဖြစ်ပုံကဒီလိုမိရထားကခြုံကင်းပူတာကထွက်လို့1မိုင်2မိုင်လဲရောက်ရောခေါင်းတွဲဆက်ပြက်ပါလေရောအဲ့ဒါအတော်ကြီးကိုခက်ခက်ခဲနဲ့ပြုပြင်ပြီးမိရထားကိုနောက်ပြန်ဆုတ်လာခဲ့ရတယ်ဘူရာရောက်ပြန်တော့လဲနောက်လာမဲ့ဆက်ကောင်းကိုစောင့်ရမယ်ဆိုတဲ့သတင်းလဲကြားရရောအစားထိုးမဲ့ဆက်ကောင်းကလည်းနောက်ထပ်12နာရီလောက်ကြာမှရောက်မယ်တဲ့ဒီခေတ်တရုတ်ပြည်မှာဒီအဖြစ်မျိုးတွေမကြာခဏဖြစ်တတ်တာဆိုတော့ဒါမျိုးရိုးနေပြီပေါ့ဗျာအဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်မှာကတော့ခြုံကင်းမှာနေ့တစ်ဝက်လောက်အချိန်ဖြုံးဖို့ဖြစ်လာတယ်ဒါနဲ့ပဲဟိုမာသာကြီးရဲ့သာသနာပြုဆေးရုံကိုသွားလဲဖို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်ကျွန်တော်ရောက်တော့မာသာကြီးကလိုက်လဲစီးကြိုရှာတယ်ဒါပေမဲ့လုံးဝမမျှော်လင့်မဲနဲ့ရောက်လာတဲ့ဧည့်သည်ဆိုတော့အံ့အားသင့်တာပေါ့ဗျာကက်သလစ်ဘာသာဝင်မဟုတ်တဲ့ကျွန်တော်ဖို့တော့အုတ်ချိုရည်ရှူတော်တစ်ခုတည်းကြည်ပြီးတတ်မှတ်ထားတဲ့တရားဝင်ဖြစ်ရေးဆိုတဲ့တင်းကျပ်မှုကြီးနဲ့တရားဝင်မဟုတ်သောအမြင်ကျမှုနှစ်ခုကိုမျှမျှတတဖြစ်အောင်ပေါင်းစပ်ပေးနိုင်တဲ့ကက်သလစ်ဘာသာဝင်တဦးရဲ့အည်သွေးကိုတော့နားလည်ခွင့်ရခဲ့တယ်ကျွန်တော်အခုပြောတဲ့စကားကြောင့်ခင်ဗျခေါင်းရှုပ်သွားပြီလားထားလိုက်ပါတော့လေဒါတွေကအရေးမကြီးပါသာသနာပြုအဖွဲ့ကလူတွေကသဘောကောင်းကြတယ်ကျွန်တော်ရောက်သွားလို့တနားရီတောင်မပြေဘူးကျွန်တော်အတွက်အစားတောက်အဆင်သင့်ဖြစ်နေပြီကျွန်တော်စားတောက်နေတော့ခရစ်ယာန်ဘာသာဝင်တရုတ်လူငယ်ဆရာဝန်တယောက်ကကျွန်တော်နားမှာထိုင်ပြီးအင်္ဂလိပ်လိုတလဲပြင်သစ်လိုတလဲစကားစမြည်ပြောပြီးအခန့်ရှာတယ်စားတောက်ပြီးတော့အဲ့ဒီတရုတ်ဆရာဝန်လေးနဲ့မာသာကြီးတို့ကဥဆောင်ပြီးကျွန်တော်ကိုဆေးရုံတစ်ခုလုံးလိုက်ပြတယ်သူတို့ဆေးရုံအတွက်လည်းဂုဏ်ယူကြတယ်ကျွန်တော်ဟာစာရေးဆရာတယောက်ပါလို့ပြောပြထားမိလေတော့သူတို့ခင်ဗျာသူတို့ဆေးရုံအကြောင်းကိုစာအုပ်ထဲမှာထည့်ရေးလိမ့်မယ်လို့ထင်နေကြတယ်သူတို့လူစုခင်ဗျာအဲ့ဒါလောက်ကိုရိုးသားရှာကြတာဗျကျွန်တော်တို့ဟာလူနာတင်ကတင်တွေကြားအတိုင်းလျှောက်သွားကြတယ်တရုတ်ဆရာဝန်ကလူနာတယောက်စီရဲ့ယောဂအကြောင်းကိုပြောပြသွားတယ်အင်မတန်တန့်ပြန့်တဲ့ဆေးရုံတစ်ခုပါပဲသူပြောပြသွားနေတဲ့အကြောင်းအရာတွေကစိတ်ဝင်စားစရာကောင်းနေတော့မိရထားပေါ်မှာတော့မာသာကြီးပြောပြတဲ့ဥရောပတိုက်သားလူနာအကြောင်းကိုကျွန်တော်မေ့နေတယ်မာသာကြီးကသူပြောခဲ့တဲ့လူနာစီရောက်တော့မယ်လို့လှမ်းပြီးတတိပြီးတော့မှပဲကျွန်တော်သူ့ကိုတတိရလာတယ်လှမ်းကြည့်လိုက်တော့လူနာရဲ့နောက်စီကိုမြင်နေရတယ်သူကမိတ်နေတာဟုတ်ဗျမာသာကြီးကသူ့ကိုစကားပြောရင်အင်္ဂလိပ်ဘာသာနဲ့ပြောကြည့်ပါလို့အကြံပေးတယ်ဒါနဲ့ကျွန်တော်ကမင်္ဂလာနေခင်းပါလို့အင်္ဂလိပ်ဘာသာနဲ့လှမ်းပြီးနှုတ်ဆက်လိုက်တယ်လူနာကဖြတ်ကနေမျက်လုံးဖွင့်ကြည့်ပြီးမင်္ဂလာနေခင်းပါလို့ပြန်နှုတ်ဆက်တယ်မာသာကြီးပြောခဲ့တဲ့စကားအမှန်ပဲဗျသူ့လေသံကတကယ်ပညာတတ်တွေရဲ့လေသံဒါပေမဲ့ကျွန်တော်မှာသူပြောလိုက်တဲ့အင်္ဂလိပ်စကားရဲ့လေသံကိုအံ့ဩဖို့အချိန်မရတော့ဘူးဘာကြောင့်လဲဆိုတော့သူ့မျက်နာကိုကောင်းကောင်းကြီးမှတ်မိနေတာကိုဗျသူ့မုတ်စိတ်မွေးရဲ့ပြီးတော့နည်းနည်းချင်းချင်းပြောင်းသွားတဲ့သူ့ပုံစံရဲ့ကလွယ်ပြီးတခြားဘာမှအပြောင်းလဲဖြစ်မသွားသေးတော့လူချင်းမတွေ့ရတာဘလောက်ပဲကြာကြာသူ့ကိုကျွန်တော်မှတ်မိနေတယ်တခြားလူမျိုးမဟုတ်ဘူးရို့အဲ့လူနာဟာကွန်ဝေးဗျကွန်ဝေးမှာကွန်ဝေးအစ်စ်ပဲကျွန်တော်ဘက်ကတော့တေးကြတယ်ဒါပေမဲ့ရုတ်တရက်တော့ချက်ချင်းပြက်ပြက်သားသားမဆုံးဖြတ်ရဲဘူးခဏတော့အချိန်ယူစဉ်းစားရသေးတယ်သူမဟုတ်ရလားတေးကြရလားဖြစ်နိုင်ပါမလားစသဖြင့်ပေါ့ဗျာကံအားလျော်စွာပဲကျွန်တော်ပါဇက်ကသူ့နာမည်ကိုလွတ်ခနဲ့ခေါ်လိုက်မိတယ်ကျွန်တော်နာမည်ကိုလည်းထုတ်ပြောလိုက်မိတယ်သူကကျွန်တော်ကိုကြည့်နေပေမဲ့မှတ်မိတဲ့လက္ခဏာမရှိဘူးကျွန်တော်ကတော့လူမမားဘူးဆိုတာသိကြနေပြီသူ့မျက်နှာပေါ်ကအရေးအကြောင်းလေးတွေဟာကျွန်တော်ဟိုတုန်းကမြင်ခဲ့ဘူးတဲ့အတိုင်းပဲမျက်လုံးတွေကလည်းဟိုတုန်းကအယောင်တိုင်းပဲလုံးဝပြောင်းလဲမသွားဘူး Oxford College မှာနေတုန်းကအတိုင်းပဲခမမှတ်မိအောင်ပါပေါ့ကျွန်တော်တို့ Cambridge တက္ကသိုလ်ရဲ့အားကစားအလံအယောင်ကအပြာနု Oxford တက္ကသိုလ်ရဲ့အယောင်ကအပြာရင်လေဗျာကွန်ဝေးရဲ့မျက်လုံးတွေဟာ Cambridge တက္ကသိုလ်ကအလံအယောင်နဲ့တထီရတဲ့ပဲလို့ကျွန်တော်တို့မကြပြောခဲ့ကြဘူးတယ်မဟုတ်လားဒါတွေအသာထားပါအောင်များသူ့မျက်နှာဟာတစ်ချိန်မြင်ဘူးရင်တစ်သက်လုံးမမိနိုင်တဲ့မျက်နှာမျိုးပါကျွန်တော်ဘက်ကတော့အခိုင်အမာကိုပြောနိုင်ပါတယ်ကွန်ဝေးမှာကွန်ဝေးအစ်စ်တရုတ်ဆရာဝန်ကြီးနဲ့မာသာတို့ကတော့အကြီးကျယ်အံ့အားသင့်နေကြတာပေါ့
ကျွန်တော်ကဒီလူကိုကျွန်တော်သိတယ်သူဟာအင်္ဂလိပ်တယောက်ပဲကျွန်တော်မိတ်ဆွေတူပါတကယ်လို့သူကကျွန်တော်မမှတ်မိဘူးဆိုရင်တော့ဒီလူဟာသူ့အတိတ်ဘဝကိုလုံးဝမေ့သွားလို့ဖြစ်ရမယ်လို့ပြောပြတယ်သူတို့ကလည်းဟုတ်မှာပဲလို့တန်တော်နဲ့ပြန်ပြောကြတယ်သူကိစ္စကိုကျွန်တော်တို့အကြာကြီးဆွေးနွေးဝေဖန်မိကြတယ်အခုလိုအကြီးအကျယ်ဖျားပြီးခြုံကင်းကိုသူဘယ်လိုရောက်လာသလဲကျွန်တော်တို့အနည်းမျိုးမျိုးချပြီးစဉ်းစားကြတယ်လုံးဝစဉ်းစားလို့မရဘူးအဖြစ်အပျက်ကိုအကျုံးချပြီးပြောရမယ်ဆိုရင်တော့ကျွန်တော်အဲ့ဒီမှာပဲသတင်းနှစ်ပတ်နေခဲ့တယ်သူ့အတိတ်ဘဝကိုပြန်ပြီးတတိယလာအောင်ပြန်လုပ်နိုင်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့နေခဲ့တာဆိုပါတော့ဒါပေမဲ့ကျွန်တော်မအောင်မြင်ဘူးဗျာကျွန်တော်ရှိနေကိုင်းမှာပဲလူကတော့ပြန်ပြီးထူထူထောင်ထောင်ဖြစ်လာတယ်ကျွန်တော်နဲ့လည်းတရင်တနည်းစကားပြောရတယ်ကျွန်တော်ကသူ့ကိုကျွန်တော်ဘယ်သူဘယ်ဝါဆိုတာပြောပြတယ်သူဘယ်သူဘယ်ဝါဆိုတာလည်းပြောပြတယ်သူကဘာမှပြန်မပြောဘူးကျွန်တော်ပြောသမျှကိုငြိမ်ပြီးနားထောင်နေတာပဲသူကြည်ရတာစိတ်တော်နည်းနည်းပါးပါးရှုပ်နေပုံရတယ်ဒါပေမဲ့နေတာထိုင်တာကတော့ခက်ပျော်ပျော်ပဲကျွန်တော်နဲ့နေရတာကိုလည်းသဘောကျတဲ့လက္ခဏာရှိတယ်ကျွန်တော်ကသူပြန်မယ်ဆိုရင်ကျွန်တော်နဲ့အတူတူပြန်ဖို့ပြောတော့လဲကောင်းသားပဲလို့ဖြေတယ်ဒါနဲ့ကျွန်တော်လည်းပြန်ဖို့စီစဉ်ရတယ်ဟန်ကောမှာရှိနေတဲ့ကောင်စစ်ဝင်ရုံးခွဲကမိတ်ဆွေတဦးကိုအကြောင်းစုံပြောပြပြီးနိုင်ငံကူးလက်မှတ်လုပ်ရတယ်သူ့ကိုလည်းနှုတ်လုံးဖို့ပိတ်ခဲ့ရတယ်တကယ်တော့ကွန်ဝေးရဲ့အကျိုးအတွက်လူသိရှင်ကြားမဖြစ်အောင်အုပ်အုပ်ထိန်ထိန်လုပ်ဖို့လိုလိမ့်မယ်လို့ကျွန်တော်ထင်တယ်အထူးသဖြင့်သတင်းစာတွေထဲမှာမပါအောင်ကြိုးစားဖို့လိုမယ်လို့ကျွန်တော်ထင်တယ်ဒီကိစ္စမှာတော့ကျွန်တော်အောင်မြင်ခဲ့ပါတယ်သတင်းစာတွေကတော့သတင်းထူးသတင်းကောင်းတစ်ပုဒ်လက်လွတ်သွားရတာပေါ့ဗျာနောက်ဆုံးမှာကျွန်တော်တို့တရုတ်ပြည်ကချောချောမောမောပဲထွက်လာနိုင်ခဲ့တယ်ကျွန်တော်တို့ရန်စီမြစ်အတိုင်းစုံပြီးနန်ကင်းကိုသွားခဲ့တယ်နန်ကင်းကနေပြီးရှန်ဟိုင်းကိုမီးရထားစီးတယ်ရှန်ဟိုင်းရောက်တဲ့နေ့မှာပဲဆန်ဖရန်စစ္စကိုကိုထွက်မဲ့ဂျပန်သင်္ဘောတစ်စင်းတွေ့လာတဲ့ညာတွင်ချင်းတက်တုပ်ရိုက်ပြီးလိုက်ခဲ့ကြတယ်